ကျွန်တော်အိမ်ခွဲမှာဟန်ဆောင်ကြီးနဲ့ကစားတယ်ခဲကစားပြီးတော့ကလေးတွေရဲ့စူးစမ်းအားထုတ်မှုပေါ့နော်ဒါကလေးတွေစူးစမ်းအားထုတ်မှုကြောင့်ကျွန်တော်အနိုင်3မှတ်ကိုထိုက်တန်ရရှိတယ်ရရှိပြီးတော့ကျွန်တော်တို့ဒီဒါရဲ့ဒီကျွန်တော်တို့စီးဂိမ်းမတိုင်ခင်ပေါ့နော်ဒီပွဲကကျွန်တော်တို့ရဲ့နောက်ဆုံးပွဲပေါ့နောက်ဆုံးပွဲဆိုတာကျွန်တော်တို့ဒီပွဲပြီးရင်ကျွန်တော်တို့ဘာလို့250လောက်နားမှာပေါ့နော်နားမယ်နားပြီးတော့ကျွန်တော်တို့ဒီပွဲလေးကိုလည်းကျွန်တော်အနိုင်3မှတ်ရအောင်ကြိုးစားကန်ပြီးတော့ဒီနားရည်လေးမှာပျော်ရွှင်လေးနဲ့ကျွန်တော်နားမယ်ဟုတ်ကဲ့တစ်ဖက်အသင်းကတော့တကယ်အသင်းကောင်းပါကစားတတ်တယ်ဘလုံးတူးချင်းအရေးချင်းတွေလည်းရှိတယ်ဒါကိုကျွန်တော်ပေါ့ဆက်စားလေးကစားရင်ကျွန်တော်တို့ဟိုစူဝါးရလိုက်ရသွားလိမ့်မယ်အဲ့တော့ကလေးတွေကိုပေါ့ဆက်စားမကစားဖို့နော်ပွဲစတွေကပွဲဆုံးတဲ့အထိပြမှုတ်တဲ့အထိ serious ထားပြီးတော့ကစားဖို့ကျွန်တော်မှာကြားထားပါတယ်ပရိသတ်ကြီးလည်းအထူးပြောချင်တာကတော့ပွဲတိုင်းအင်းတိုင်းအားရလာပေးတဲ့ပရိသတ်ကြီးကိုလည်းလက်ခံပွဲမှာလည်းကျွန်တော်တို့အသင်းကိုလာရောက်အားပေးပါလို့ကျွန်တော်တို့ပရိသတ်ကြီးပျော်ရွှင်အောင်တက်နိုင်အောင်ကြိုးစားပြီးကြံပေးပါမယ်လို့